စကားပြောတဲ့အခါတစ်ခုခုကိုလုံးဝလို့အလေးပေးပြောချင်ရင်ဒါကိုဘယ်လိုသုံးရမလဲဆိုတာဒီဗီဒီယိုမှာအဖြေရှာကြည့်ရအောင်အရင်ဆုံးနာရရောကိုကြည့်ရအောင်သူကတော့အငင်းဝါကြ negative sentence တွေမှာလုံးဝလို့အဓိပ္ပာယ်ရပါတယ်တစ်ခုခုကိုအပြတ်သက်ငြင်းချင်းသုံးတာပါဥပမာအနေနဲ့ I don't like it at all ကျွန်တော်ဒါကိုလုံးဝမကြိုက်ဘူး He is not tired at all သူလုံးဝမပင်ပန်းပါဘူးနောက်တစ်ခုကတော့တစ်ဖက်လူကကိုကျေးဇူးတင်စကားပြောလာတဲ့အခါမှာပြန်ပြောတဲ့ပုံစံပါသူက you're welcome နဲ့လည်းဆင်တူပါတယ်တစ်ဖက်လူကကျေးဇူးတင်စကားပြောလာတဲ့အခါမှာ you're welcome အစား not at all ကိစ္စမရှိပါဘူးရပါတယ်စသဖြင့်ပြောလို့ရပါတယ်တစ်ခုခုကို 0% လို့ပြောချင်ရင် not at all ကိုအသုံးပြုပေးပါဒါဆိုရင်အဲ့တော့ကိုမေခွန်းတွေမှာသုံးရင်ဘယ်လိုအဓိပ္ပာယ်ရမလဲမေခွန်းတွေမှာသုံးရင်တော့အနည်းငယ်လောက် any ဆိုတဲ့အဓိပ္ပာယ်မျိုးတက်ရောက်သွားပါတယ်ဥပမာအနေနဲ့ Do you have any money at all မင်းမပတ်စံနေလောက်ဒါမှမဟုတ်လုံးဝမရှိဘူးလား Did you sleep at all last night မနေ့ညကမင်းနဲ့တော့အိပ်ပျော်ရဲ့လားတစ်ဖက်လူကိုလုံးမလုံးဒါမှမဟုတ်ရှိမရှိကိုနည်းနည်းလောက်သိကျင်တဲ့အခါမှာလေးပေးပြီးမိတာပါတခုတတိထားရမှာကအဲ့တော့ကိုအတီးပြုတ်ဝါကြ positive sentence တွေမှာသုံးလို့မရပါဘူးဥပမာ I like it at all ဆိုရင်မှားပါတယ် I don't like it at all လို့ပဲပြောလို့ရတာပါဒါကတော့တစ်ခုခုကိုလုံးဝလို့ပြောချင်ရင်သုံးတဲ့ပုံစံတွေပဲဖြစ်ပါတယ်အင်္ဂလိပ်သင်ခန်းစာတွေကိုအမြဲမပြတ်တင်ပေးနေမှာဖြစ်လို့ကျွန်တော်ရဲ့ channel ကို like and subscribe လုပ်ခဲ့ဖို့လည်းတောင်းဆိုချင်ပါတယ်